ရဲ့အထူးခြားဆုံးအချက်က action ကန်းတွေပါပဲတိုရှီယိုဟာရန်သူတွေကြားထဲမှာတစေတကောင်လို့ပြောကြသွားပြီး zero range combat လို့ခေါ်တဲ့အနီးကပ်တိုက်ခိုက်ရေး style နဲ့ရန်သူလေဘင်းတွေကိုအသာလီးလှီးပြတာပါသူသုံးတာကတနတ်မဟုတ်ပါဘူးဓားငယ်လေးတစ်လက်နဲ့ဘောပန်တွေချောင်းပါပဲမင်းသားရဲ့ပခုံးလှူရှားမှုတွေကိုတေချာကြည့်ပါဒါကို wave motion လို့ခေါ်ပြီးရန်သူရတိုက်ကွက်တွေကိုရှောင်ရင်းတစ်ခွက်ကပြန်တိုက်ခိုက်တဲ့နေရာမှာအလွန်မြန်ပါတယ်ထိနေတဲ့သူတောင်မျက်စိမလိုက်နိုင်တော့အောင်အေးအေးနဲ့တက်ဖြတ်ပြသွားတာကတခဲကိုတက်တယ်သူကိုတပ်ဖို့လာတဲ့စစ်သားတွေဟာတိုရှီယိုအတွက်တော့ကလီးကစားစရာလိုဖြစ်နေခဲ့ပါတယ်ဇလန်ရဲ့အရှင်ကတောအုပ်ထဲကတိုက်ပွဲမှာအမြင့်ဆုံးကိုရောက်သွားပါတယ်ရန်သူအယောက်100ကျော်ကိုတိုရှီယိုတယောက်ထဲကတောထဲမှာအမဲလိုက်တယ်လို့မျိုးတယောက်ချင်းစီအပြတ်ရှင်းပြသွားတာပါနောက်ဆုံးမှာတော့သူ့ရဲ့ဆရာဟောင်း Phantom နဲ့ထိတ်တိုက်တွေ့ပါပြီဒီတိုက်ပွဲကတော့အရင်တိုက်ပွဲတွေထက်ပိုကျန်းပြီးပိုမြန်ပါတယ်နောက်ဆုံးမှာတော့တိုရှီယိုဟာသူ့ကိုနှောက်ယှက်တဲ့အတိတ်ကအရေးတွေကိုအပီးတိုင်ရှင်းလင်းနိုင်မလားကလေးမလေးကိုရောကာကွယ်နိုင်မလားဆိုတာဒီကားထဲမှာဆက်ကြည့်လိုက်ပါ action ကအစစ်အမှန်ကိုမှကြိုက်တယ်ဆိုရင်တော့ reborn ကိုမကြည့်ရသေးရင်ကြည့်ဖို့တိုက်တွန်းပါစေဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဦးနော်